Hello mushi Superset ID များအကြောင်းကနေပြန်လည်ကြိုဆိုပါရဗျ။ Gmail ကောက်လေးလည်းရှိပြီဆိုတော့ကျွန်တော်တို့ရဲ့ COC လေးကို Superset ID လေးချိန်ကြည့်လိုက်အောင်ပါဗျ။ Superset ID ချိန်မဲ့ COC အကောင့်လေးရဲ့ engage setting တွေကိုသွားပါခင်ဗျ။တကယ်ချင်းတို့ရဲ့ game အကောင့်လေးမှာ disconnected လို့ပေါ်နေမှာပါ။တကယ်လို့တကယ်ချင်းတို့ရဲ့ game အကောင့်လေးမှာ connected လို့ပေါ်နေတယ်ဆိုလို့ရှိရင်တော့ Superset ID ချိန်ပြီးရဖြစ်ပါတယ်ဗျ။ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်တော့တကယ်ချင်းတို့က create new ID လေးကိုနှိပ်ပေးပါဗျ။ဆက်နေလိုက်မယ်ဆိုလို့ရှိရင် email ရိုက်ဆက်စရာလေးပေါ်လာပါလိမ့်မယ်။ email ကအပေါ်မှာတစ်ခုရိုက်ပြီးတော့အောက်မှာလည်းတူညီတဲ့ email တစ်ခုကိုထည့်ရရမှာဖြစ်ပါတယ်ဗျ။ create ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တကယ်ချင်းတို့ရဲ့ phone email လေးထဲမှာ Superset ကုတ်လေးကိုပို့ပေးမှာဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ရဲ့မေးတဲ့ကိုပို့ပေးတဲ့ Superset ID ကုတ်6လုံးလေးကိုရိုက်ထည့်ပြီး connect လုပ်လိုက်မယ်ဆိုလို့ရှိရင်တော့တကယ်ချင်းတို့ရဲ့ COC အကောင့်လေးဟာ Superset ID ချိန်ပြီးရလေးဖြစ်သွားမှာပါဗျ။ဒါဆိုရင်တော့တကယ်ချင်းတို့ရဲ့အကောင့်လေးဟာ Superset ID ချိန်ပြီးရလေးဖြစ်သွားပါပြီ။ကျွန်တော်ရဲ့ social platform တွေကိုလည်း like and follow လေးတွားလုပ်လိုက်ကြပါအောင်ဗျ။နောက်ဗီဒီယိုမှာတော့ COC ကိုဖုန်းတစ်လုံးနဲ့အကောင့်လေးအများကြီးချိန်ပြမှာဖြစ်ပါတယ်ဗျ။Hello mushi Superset ID များအကြောင်းကနေပြန်လည်ကြိုဆိုပါရဗျ။အခုပြောပြမှာတော့ COC အကောင့်ကိုလက်ရှိစောင့်နေတဲ့အကောင့်ကိုပြန်မှာနောက်ထပ်အကောင့်တွေထပ်ထည့်ခြင်းတယ်ဆိုတော့ဘာသာတို့အတွက်အကောင့်အသစ်လေးတစ်ခုထပ်ထည့်ပြမှာဖြစ်ပါတယ်။ engage setting တွေကိုသွားပြီးရင် open ရဲ့ဘေးကမြှောက်ခွေးလေးကိုနှိပ်လိုက်ပါဗျ။ဒီလို interface လေးပေါ်လာရင်တော့တကယ်ချင်းတို့ကအောက်ကိုနည်းနည်းဆွဲလိုက်ပါဗျ။အောက်နားလေးမှာ Superset login ဆိုတာလေးတွေ့ပါလိမ့်မယ်ဗျ။နှိပ်လိုက်မယ်ဆိုလို့ရှိရင် welcome back ဆိုပြီးပေါ်လာမှာပါ။အဲဒီဟိုမှာအောက်နားက continue လေးကိုဆက်နှိပ်လိုက်ပါဗျ။ဒါဆိုရင်တကယ်ချင်းတို့ဝင်မဲ့ Gmail အကောင့်လေးရိုက်ထည့်စရာနေရာပေါ်လာမှာဖြစ်ပါတယ်ဗျ။ mail လေးကိုရိုက်ထည့်ပြီး login ဝင်လိုက်မယ်ဆိုလို့ရှိရင်တော့တကယ်ချင်းတို့ mail ထဲမှာသွားပြီးတော့ Superset ID ကုတ်6လုံးပို့ပေးမှာဖြစ်ပါတယ်ဗျ။ကုတ်6လုံးကိုရိုက်ထည့်ပြီး submit ပေးလိုက်မယ်ဆိုလို့ရှိရင်တော့တကယ်ချင်းတို့ login ဝင်တဲ့ game အကောင့်လေးပေါ်လာမှာဖြစ်ပါတယ်ဗျ။ဒီလို interface လေးပေါ်လာပြီဆိုလို့ရှိရင်တော့တကယ်ချင်းတို့ရဲ့ game အကောင့်လေး login ဝင်တာအောင်မြင်သွားပြီဖြစ်ပါတယ်ဗျ။နောက်တစ်ကောင်ထပ်ထည့်ခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲဒီနီလန်းလေးအတိုင်းပဲဆက်လုပ်သွားမှာဖြစ်ပါတယ်ဗျ။နောက်ဗီဒီယိုမှာတော့ Superset ID ချိန်ကြီးနဲ့ COC game အကောင့်အသစ်ဘယ်လိုဖွင့်ဆိုရမလဲဆိုတာကိုပြပြသွားမှာဖြစ်တဲ့အတွက်တကယ်ချင်းတို့က like and follow လေးလုပ်ပေးကြပါအောင်ဗျ။